များအားလုံးပဲမင်္ဂလာပါခင်ဗျာအာဖဂန်နစ္စတန်တင်းနဲ့မြန်မာလက်ရွေးစင်တင်းတို့ရှင်ပြိုင်ကစားရမယ်ရှေ့စစ်ပွဲဒုတိယအကြော့အာရှဖလားရှေ့စစ်ပွဲပေါ့လေဒီပွဲစဉ်ကိုမြန်မာနိုင်ငံကပဲအေရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိတယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့လာမယ့်မတ်လ26ရက်နေ့ကိုရောက်ရင်အာဖဂန်နစ္စတန်တင်းနဲ့မြန်မာလက်ရွေးစင်တင်းတို့အာရှဖလားရှေ့စစ်ပွဲဒုတိယအကြော့ပွဲစဉ်ကိုရှင်ပြိုင်ကစားမှာဖြစ်ပါတယ်အစောပိုင်းကအာဖဂန်နစ္စတန်နဲ့မြန်မာတို့ရဲ့ပွဲစဉ်ကိုဘင်္ဂလားဒေ့ရှ်မှာကစားဖို့ AFC အာရှဘောလုံးဖွဲ့ချုပ်ကသတ်မှတ်ပေးထားပေးခဲ့တယ်ပေါ့လေဒါပေမဲ့ပြိုင်ပွဲကစားဖို့နီးကပ်လာတဲ့အချိန်မှာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကဘင်္ဂလားဒေ့ရှ်မှာသွားကစားဖို့ကဘယ်လိုမှအဆင်မပြေဘူးနေရာပြောင်းပေးပါလို့တောင်းဆိုတဲ့အတွက်အာရှဘောလုံးဖွဲ့ချုပ်ကဘင်္ဂလားဒေ့ရှ်မှာကစားဖို့စီစဉ်ထားတာကိုရပ်ဆိုင်းပြီးတော့တခြားနိုင်ငံတစ်ခုကိုပြောင်းရွှေ့လိုက်တယ်အဲ့ဒီနိုင်ငံကတော့ကာတာနိုင်ငံဒိုဟာမြို့ဖြစ်ပါတယ်ခင်ဗျအာဖဂန်နစ္စတန်ကအိမ်ကွင်းလက်ခံကျင်းပဖို့အဆင်မပြေတဲ့အတွက်ဂျာကွင်းတစ်ကွင်းကိုအာဖဂန်နစ္စတန်ရဲ့အိမ်ကွင်းဖြစ်သတ်မှတ်ပြီးတော့ရှေ့စစ်ပွဲရှင်ပြိုင်ကစားဖို့စီစဉ်ပေးခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့မြန်မာနဲ့အာဖဂန်နစ္စတန်တို့ပထမကြော့ပွဲစဉ်ကိုလည်းမြန်မာနိုင်ငံမှာပဲကစားခဲ့ရတာဖြစ်ပါတယ်အဲ့ပွဲစဉ်မှာမြန်မာအသင်းကအာဖဂန်နစ္စတန်အသင်းကို2ဂိုး1ဂိုးဆွဲရတာနဲ့အနိုင်ရရှိခဲ့ပါတယ်ခင်ဗျမြန်မာလက်ရွေးစင်အသင်းဟာအာရှဖလားရှေ့စစ်ပွဲအောင်မြင်မှုလဲအခွင့်အလမ်းကတော့တော်တော်ကိုနှဲပါနေဖြစ်ပါတယ်လက်ရှိအချိန်မှာတော့မြန်မာလက်ရွေးစင်အသင်းကလက်ကျင့်မှုတွေစတင်နေပါပြီမတ်လ19ရက်နေ့ကစတင်ပြီးတော့လက်ကျင့်ခဲ့တာဖြစ်ပါတယ်ခင်ဗျဒီနေ့ပေါ့လေဒီဘက်ကလပ်တွေကကစားသမားတချို့လည်းမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိပြီးတော့လက်ရွေးစင်အသင်းနဲ့ပူးပေါင်းနေပြီလို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်ခင်ဗျကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပဖို့ရှိနေခဲ့တဲ့အာဖဂန်နစ္စတန်နဲ့မြန်မာလက်ရွေးစင်အသင်းတို့ရဲ့အာရှဖလားရှေ့စစ်ပွဲဒုတိယအကြော့ပွဲစဉ်ကိုအရှိအလယ်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ရေးအခြေအနေကြောင့်မြန်မာနိုင်ငံစီကိုပြောင်းရွှေ့ကျင်းပလိုက်တာဖြစ်တယ်ဆိုပြီးတော့အာရှဘောလုံးဖွဲ့ချုပ်ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျရန်ကုန်မြို့တူဝနာအားကစားကွင်းကြီးမှာလာမယ့်မတ်လ26ရက်နေ့ကိုရောက်ရင်အာဖဂန်နစ္စတန်အသင်းနဲ့မြန်မာအသင်းတို့အာရှဖလားရှေ့စစ်ပွဲဒုတိယအကြော့ပွဲစဉ်ကိုရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ခင်ဗျကြည့်ရှုအားပေးပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ